တစ်ကလာအုပ်ရဲ့လေပင်ကရုတ်တရက်တောင်တင်ပြီးခောက်နေပါတယ်။အနီးနားကနွယ်ပင်ကိုတွေ့တော့သူကလေပင်သွားတင်လိုက်ပါတယ်။တကယ်တော့သူကကြောက်တုံးထောက်ဆုံးမှာခေါင်းတင်အိမ်ပြီးလို့လေပင်ကထူးဆန်းတဲ့ပုံစံနဲ့ခောက်နေတာပါ။အခုဆိုမတက်ရက်ဖို့တောင်ခက်ခဲနေပြီးရိုင်းနေပါတယ်။လဲမကြအောင်ဟန်ချက်ထင်းရင်နောက်ထပ်နွယ်ပင်တစ်ပင်ကိုတွေ့လိုက်ပါတယ်။ကံကောင်းပြီဆိုပြီးခေါင်းသွားတင်လိုက်ပေမဲ့နွယ်ပင်ကသူ့လေးချိန်ကိုမခံနိုင်ပဲပြက်ကျသွားပါတယ်။အခြေအနေပိုဆိုးသွားပြီးထပ်ဖို့တောင်မလွယ်တော့ပါဘူး။နောက်ထပ်နွယ်ပင်တစ်ပင်ကိုတွေ့တော့အကြံရသွားပါတယ်။သူကနွယ်ပင်ကိုခြေထောက်နဲ့ရိပ်ပတ်ပြီးဆွဲကြည့်ပါတယ်။လေပင်နေမြင့်တက်လာပေမဲ့လမ်းကြောင်းလွဲနေပါတယ်။အားဆိုင်နေရင်မဲ့အဆင်မပြေရဘူး။သူကနောက်တနေ့စဉ်းစားပါတယ်။နွယ်ပင်ကိုကြောက်တုံးနဲ့ကြည့်ပြီးကိုယ်တိုင်ဖန်တီးထားတဲ့ခရိယာတစ်ခုလှုပ်လိုက်ပါတယ်။ပြီးတော့အားနဲ့ကန်လိုက်တော့လေပင်ပြန်တက်သွားပါတယ်။ဒါပေမဲ့ပြောတာခပါပဲ။အားများသွားလို့လေပင်ကတခြားဘက်ကိုလဲထွက်သွားပြန်ပါတယ်။ကြောက်တုံးကလည်းရှော့ကျလာပါတယ်။သူမတက်ရက်လိုက်ပေမဲ့ခေါင်းကပြန်ကုန်မရတော့ပါဘူး။ဖြည်းဖြည်းချင်းစူးစမ်းရင်းလေပင်ကနေရာပြန်ကျသွားပါတယ်။ဒါပေမဲ့အောက်ကကြောက်တုံးကဆွဲထားသလိုဖြစ်နေပါတယ်။ကြောက်တုံးပြုတ်ထွက်သွားလို့တက်တာရပြီးထင်လိုက်ပေမဲ့လေပင်ကဖိမိပြီးတိုးဝင်သွားပါတယ်။အခုတော့လေပင်တို့တစ်ကလာအုပ်ဖြစ်သွားပါပြီ။ဒီပုံစံနဲ့အပြင်ထွက်ရင်အားလုံးဝိုင်းရဲ့အကြမှာစိုးရိမ်နေပါတယ်။ဒါနဲ့ကြောက်ကြားတဲ့ခေါင်းထိုးထည့်ပြီးဆွဲထုတ်ဖို့စူးစမ်းတော့ခြေချော်ပြီး6ထဲပြုတ်ကျသွားပါတယ်။အခုတော့လေပင်တင်မကပဲခြေထောက်တွေပါကျိုးပြီးတိုးဝင်သွားပါတယ်။သူ့ပုံစံသူပြန်ကြည့်ပြီးကြောက်လန့်တကြားအော်ဟစ်ကပြေးထွက်သွားပါတယ်။ကွမ်းပင်တွေလိုအဖြူရောင်ပင်တွေကြားရောက်သွားပြီးအမွှေးတွေကနှာခေါင်းကိုရားစေပါတယ်။ရုတ်တရက်နှာချေလိုက်တဲ့အချိန်ကြောင့်လေပင်ကပြန်ရှိထွက်လာပါတယ်။ဒါကအံ့ဖွယ်ရပါပဲ။ဒါပေမဲ့ခနာကိုယ်ဘလို့ပြန်ပြင်ရမလဲစိတ်ပူနေပါတယ်။တစ်ကလောက်အုပ်ပူလေးမဖြစ်ချင်ပါဘူး။ခေါင်းကလည်းမောမရပါဘူး။ခေါင်းမော့လာအောင်ကိုလက်ပတ်ကြည့်ပေမဲ့ခေါင်းကလေးနေလို့မရပါဘူး။အဲ့ဒီအချိန်မှာအကြံတစ်ခုရသွားပါတယ်။ခါးကိုညှုပ်ပြီးအနောက်ကစူးကြော်နဲ့ဝင်တိုက်လိုက်ပါတယ်။အဲ့ဒီအချိန်ကြောင့်တက်လိုက်သွားသလိုဖြစ်ပြီးခနာကိုယ်တစ်ခုလုံးမူလအတိုင်းပြန်ဖြစ်သွားပါတော့တယ်။